ဘုန်းကြီးတို့ပြည်တိုင်းမြေလှုပ်ချင်းရဲ့အကြောင်းတရား၈ပါးတဲ့နံပါတ်1ဓာတ်6ချားလို့လှုပ်တယ်တဲ့ဘာ6ချားလို့လှုပ်ကဲအဲ့ဒီတော့ဓာတ်6ချားပုံကိုဘုန်းကြီးတို့ပြောမယ်ပြည်တိုင်းဒီဘုန်းကြီးတို့နေတဲ့လူသားတွေနေတဲ့ပကတိမြေသားဟာယူဇနာပေါင်း3,200,000ရှိတယ်တဲ့ဘယ်လောက်ရှိလဲအဲ့ဒီဘုန်းကြီးတို့နေတဲ့မြေကြီးရဲ့အောက်မှာကြောက်မြေဘုန်းကြီးတို့ရိုးရိုးနေတာပကတိမြေပေါ်မှာပကတိမြေရဲ့အောက်မှာကြောက်မြေရှိတယ်ဘယ်လောက်ရှိလဲပြေးသားအဲ့ဒီကြောက်မြေဟာလဲ3,200,000ရှိတယ်တဲ့ဘယ်လောက်ရှိတယ်တဲ့ပေါင်းရင်2,400,000ရှိတယ်ဘယ်လောက်ရှိလဲအဲ့ဒါမြေထုအဲ့ဒါဘာထုလဲပြေးသားအပေါ်ကမြေအောက်ကကြောက်မြေဟုတ်လားပြေးသားဘုန်းကြီးတို့အဲ့ဒီနှစ်ခုရဲ့အောက်မှာဘာရှိတုံးလို့ဆိုလို့ရှိရင်ရေထုရှိတယ်ဘယ်လောက်ရှိလဲအဲ့ဒီရေထုကဘယ်လောက်ရှိတုံးဆိုရင်ယူသနာပေါင်း4,800,000ရှိတယ်တဲ့ဘယ်လောက်ရှိတယ်တဲ့အဲ့ဒီ4,800,000ရေထုရဲ့အောက်မှာဘာရှိတုံးဆိုလေထုရှိတယ်ဘာထုရှိလဲအဲ့ဒီလေထုဟာ9,600,000ရှိတယ်တဲ့ဘယ်လောက်ရှိတယ်တဲ့9,600,000ရှိတယ်ဆိုတော့ဘုန်းကြီးတို့ပြေးတာအောက်ကနေပြန်ပြောအောက်ဆုံးမှာလေထုရှိတယ်အောက်ဆုံးဘာထုရှိလေထုအပေါ်ကရေထုလေထုအပေါ်ကရေထုအပေါ်ကကြောက်ထုဟုတ်တယ်မဟုတ်လားကြောက်ထုအပေါ်ကမြေထုဘယ်နှဆင့်နေတာအဲ့ဒီလို4ဆင့်နေတယ်အဲ့တော့ဘသူကစဖောက်ပြန်တော့ဆိုတော့လေဖောက်ပြန်တာဘာဖောက်ပြန်တာလဲအဲ့ဒီလေထုမှာလေတွေပြင်းပြင်းတိုက်လာလို့ရှိရင်လေတိုက်ရင်ရေလှုပ်တယ်လေထုလှုပ်ရင်ရေထုလှုပ်တယ်လေထုလှုပ်ရင်ရေထုလှုပ်တော့အဲ့ဒီရေပေါ်မှာနေတဲ့ကြောက်ထုမလှုပ်ဘူးလားအဲ့ဒီကြောက်ထုလှုပ်တော့မြေထုမလှုပ်ဘူးလားဟာဘုန်းကြီးတို့ဘာကြသေးတုံးပြီးခဲ့တဲ့နှစ်ကတော့ရေလိုင်းနေတခါလဲဂုံနဲ့တွေးလိုက်တယ်မို့လားမရေးသားရေဟာတခါလဲငရင်လှုပ်တာဘဲနဲ့ပင်လေတဲ့လှုပ်တယ်တဲ့ဘုန်းကြီးတို့စာပေမြတ်စွာဘုရားကဟောပြီးသားပရိသတ်ရေအောက်မှာရေထုနော်ဘာထုလဲပရိသတ်အဲ့ဒီမှာအဲ့ဒီရေထုအောက်မှာလေထုအဲ့ဒီလေထုမငြိမ်မသက်ဖြစ်တာကိုဓာတ်ဖောက်ပြန်တယ်တဲ့ဘာဖောက်ပြန်တယ်တဲ့လေဓာတ်ဖောက်ပြန်လို့ဘာဓာတ်ဖောက်ပြန်လို့လဲဒါကြောင့်မလို့စေတအာနန္ဒာတဲ့အဲ့ဒါကြောင့်မလို့လည်းပဲငရင်လှုပ်တတ်တယ်တဲ့ဘာလှုပ်တတ်တယ်တဲ့လေကဲဒါမေးလို့ရှိရင်ဘုန်းကြီးတို့ပြေးတာရှင်မြေယခုလှုပ်နေတဲ့ငရင်တွေကဘာကြောင့်လို့ဆိုလေထုကြောင့်ဘာကြောင့်လဲပြေးတာလေဖောက်ပြန်လို့ဘာဖောက်ပြန်လို့လဲအဲ့ဒါကြောင့်မလို့ငရင်လှုပ်တာတဲ့နောက်တစ်ခုဘုန်းကြီးတို့ပြေးတာတကိုးရှင်နေတဲ့ဗါတဲ့